ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်ကိုယ့်ရဲ့ကွန်ပျူတာကို memory stick ချောင်းရှိရုံနဲ့Windows အလွယ်တကူတင်လို့ရတဲ့နည်းလမ်းလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်နဲ့တူတူတစ်ချက်လိုက်ကြည့်လိုက်ရအောင်ဗျအရင်ဆုံးမိတ်ဆွေကဒါမျိုး memory stick လေးချောင်းလုပ်မယ်ပေါ့နော်အနည်းဆုံးတော့ 8GB ရှိရမယ်ပေါ့နော်ကျွန်တော်ကတော့ UEFI ရဲ့ Legacy ရဲ့နှစ်မျိုးလုံးကိုကျွန်တော်ကသုံးနေတဲ့လူဆိုတော့ကျွန်တော်ကmemory stick နှစ်ချောင်းဆောင်ထားတာပါဗျပြီးတော့ဒီ stick ထဲကိုကျွန်တော်တို့ကfile ထည့်မယ်ပေါ့နော် window file လို့ခေါ်တယ် file လေးတစ် file ထည့်မယ်ပေါ့နော်ဒီ window file ကိုကျွန်တော်တို့ဘယ်မှာ download ဆွဲမယ်download ဆွဲပြီးတော့ဒီထဲကိုထည့်လိုက်တာနဲ့ဒါ window တင်တဲ့ stick ဖြစ်သွားပြီပေါ့နော် window တင်တဲ့ stick ဖြစ်သွားပြီပေါ့နော်ဒီ USB stick လေးရှိတာနဲ့မိတ်ဆွေကကိုယ့်ကွန်ပျူတာမှာ window ကိုအလွယ်တကူတင်လို့ရမယ့်အခြေအနေဖြစ်သွားမယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုကျွန်တော်လည်းသူချက်လိုက်ကြည့်လိုက်ရအောင်ဗျဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့ရဲ့ဒီ browser မှာပေါ့နော်ဒီ Rufus ဆိုတဲ့ software လေးကို download ဆွဲရမှာဖြစ်ပါတယ်ဗျဒီ website ထဲဝင်ပြီးတော့ Rufus ဆိုတဲ့ software လေးကို download လေးဆွဲမယ်နော်ဟုတ်ကဲ့ပြီးတော့ဒီမှာနောက်ဆုံး version ပေါ့ဗျာဟုတ်စတင် download ပြီဆိုပြီးတော့ဒါကျွန်တော်က download ဆွဲပြီးသားဆိုတော့ဒါdownload ဆွဲပြီးသားဆိုတော့ဒီလိုတန်းပေါ်လာတယ်ပေါ့နော်ဒါဆိုရင်ဒီ software လေးမိတ်ဆွေ download ဆွဲပြီးသွားပြီเนาะဟုတ်ကဲ့ဒီဟာလေးကိုခဏထားမယ်အခုကျွန်တော်တို့ကကျွန်တော်တို့ Windows Media 2ဆိုတဲ့ file ကိုကျွန်တော်တို့ကရှာမယ်ပေါ့เนาะ Google မှာcuration to ဟုတ်အဲ့ဒါဆိုဒါ Microsoft ရဲ့ဒါ official website ထဲမှာကျွန်တော်တို့ကအဲ့ဒီ file ကိုတွားပြီးတော့ download ဆွဲမှာပေါ့နော်မိတ်ဆွေကWindows 11တင်ကျင်တယ်ဆိုရင် Windows 11ကိုဒီမှာ download ဆွဲပေါ့နော်ကျွန်တော်ကတော့ Windows 10တင်မယ်အတွက်ကျွန်တော်က Windows 10ကိုကျွန်တော်က download ဆွဲပါမယ်နော် Windows 10ကိုဒီမှာ download လေးဆွဲပါဒီမှာ download now ဆိုတာလေးရှိတယ်ဗျဟုတ်အဲ့ဒါလေးကိုကျွန်တော်ကနှိပ်ပြီးတော့ download ဆွဲတယ်နော်ဟုတ်ကဲ့ဒါဆိုရင်ဒီကျွန်တော်တို့ကအဆက်လေးနှိပ်ပြီးမယ်ကျွန်တော်က